တောင်များတဲ့ငါမောင်ချေကိုစနာပါရဲ့နဲ့လမ်းခွဲမှာမောင်ဖန်ရီရဲ့ချစ်ရဲ့ရှိများကိုအခုမှလွမ်းဖို့နေလို့မောင်ချစ်ဆုံးကမင်းတယောက်တည်းကိုဒီချိန်မှတဲ့ကတည်လိုက်တာစန္ဒလေးများနှဘဝရဲ့သူကဖြစ်နိုင်တော့တဲ့ချိန်မှနေစံတဲ့ပန်းကလေးများလည်းလမ်းရွှင်မြဲမဘဝပဲစန္ဒလေးများတို့ပေမဲ့ဟောင်းတဲ့တိမ်နဲ့မင်းကိုမောင်းမနေမြဲချလို့နေမြဲရုံခွဲကိုချင်ရနဲ့ပြုံးတာလဲမလဲအာယုံမလန်းဆွေးများတွေလဲအချင်းနာချင်းရဲ့နေရတာလေ